Miss Cosmo မြန်မာ2026ရဲ့တရဖူကုံအလှမဲ့မြင့်မြတ်မိုးစီကနေခန်းခန်းနာနာလွှဲပြောင်းယူနိုင်ခဲ့တဲ့အလှမဲ့တဲဆုငိမ့်အလှမဲ့တဲဆုငိမ့်ကတော့မြန်မာနိုင်ငံရဲ့ဂုံဂုံသူမရဲ့စူးစမ်းမှုတွေနဲ့အတူအသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့လုံနိုင်ခဲ့ပြီပဲဖြစ်ပါတယ်တဲဆုငိမ့်လို့ပြောလိုက်တာနဲ့အရွယ်နဲ့မလိုက်အောင်စူးစမ်းလွန်းတဲ့သူမကိုအရင်ဆုံးမြင်ရမှာဖြစ်ပြီးသူမရဲ့ဘေးနားမှာလည်းအမြဲတမ်းအဆအရာရာပံ့ပိုးပေးနေတဲ့ဆရာထူးအံ့လွင်ကိုတွဲပြီးမြင်ရမှာဖြစ်ပါတယ်ဒီနေ့မှာတော့တဲဆုငိမ့်တရား Miss Cosmo မြန်မာ2025ရဲ့အလှမဲ့မြင့်မြတ်မိုးစီကနေခန္ဓာလုံးနဲ့တရဖူကြီးကိုလွှဲပြောင်းယူနိုင်ခဲ့ပြီးဘီရင်မတယောက်လိုမျိုးအကြည့်တွေပြင်ဆင်ပုံတွေပြောင်းလဲသွားတာကိုတွေ့ရမှာပါလွန်ခဲ့တဲ့နှစ်တွေတုန်းကပပနဝက်ကိုတိုင်ကျင်းပတဲ့ Miss International မှာဝင်ပြိုင်ချိန်တုန်းကတော့တဲဆုငိမ့်တရားအသက်15နှစ်သာရှိသေးပေမဲ့လည်းအခုအချိန်မှာတော့အရွယ်တစ်ခုကိုရောက်လာခဲ့ပြီဖြစ်လို့လှသွေးကြွယ်တဲ့ဘီရင်မတပားလိုမျိုးထင်ပေါ်နေခဲ့တာပဲဖြစ်ပါတယ်မြင့်မြတ်မိုးအနေနဲ့ကလည်းဒီတရဖူကိုထိုက်ထိုက်တန်တန်စုပ်ကူးခဲ့တာဖြစ်ပြီးတစ်နှစ်တာလုံးအကောင်းဆုံးတာဝန်တွေကိုထမ်းဆောင်ပေးခဲ့တာကြောင့်တဲဆုငိမ့်စီကိုလွှဲပြောင်းရမယ့်အချိန်မှာမျက်ရည်တွေကျပြီးဝမ်းနည်းစရာကောင်းတဲ့အထိဖြစ်ခဲ့ပါတော့တယ်ဘယ်လိုပဲဖြစ်ပါသူတို့နှစ်ယောက်လုံးရဲ့အလှတရားကတော့မြန်မာနိုင်ငံအတွက်တကယ်ကိုဂုဏ်ယူစရာဖြစ်နေခဲ့တာကြောင့်ဘယင်မအဖြစ်လွှဲပြောင်းခံထားရတဲ့တဲဆုငိမ့်တရားဒီတစ်နှစ်တာလုံးအတွင်းမှာဘလို့အသည့်အဆန်းတွေကိုချပြသွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ